ထိုလူမသေးဆုံးမီမှာပဲလူသားမျိုးနွယ်တစ်ခုလုံးကိုတုတ်တင်ရှင်းလင်းပစ်ခဲ့ပါတယ်။ပြီးတော့မရေမတွက်နိုင်တဲ့ဂျိုသားတွေကိုလည်းအိမ်မောကြနေတဲ့အခြေအနေနဲ့ခြံထားခဲ့ပါသေးတယ်။သူတို့အိတ်ဆက်ချင်းကနေနိုးထလာတဲ့အခါမှာတော့တကဘာလုံးကိုတိမ့်ပိုက်ကြတော့မှာပါ။ဒါပေမဲ့လူသား၃ယောက်အသက်ရှင်ကျန်ရစ်နေလိမ့်မယ်လို့သူဘယ်တော့မှထင်မှတ်မထားခဲ့ပါဘူး။အသက်ရှင်နေရင်တောင်မှလူ၃ယောက်ထဲနဲ့တောင်းနဲ့ချီတဲ့ဂျိုသားတွေကိုဘယ်လိုလုပ်တားဆီးနိုင်ပါမလဲ။အဲ့ဒီအချိန်မှာပဲဂျိုသားတွေအိတ်ဆက်နေတဲ့အခွန်တွေပေါ်ကအချိန်မက်ဆက်တွေရုတ်တရက်လင်းလာခဲ့ပါတယ်။ဂျိုသားတွေနိုးထလာတော့မှာပါ။အချိန်မရှိတော့ဘူးဆိုတာဂျက်သိလိုက်ပါတယ်။သူတနက်ကိုမောင်းတင်ပြီးအဲ့ဒီအခွန်တွေကိုစတင်ပစ်ခတ်တော့တယ်။ဒါပေမဲ့အရေးအတွက်ကအရန်များလုံးနေပါတယ်။သူဘလောက်ပဲမြန်မြန်ပြစ်အချိန်မပြည့်ခင်မှာအခွန်အားလုံးကိုဖျက်ဆီးပစ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူး။အဲ့ဒီနောက်အမအောက်ကိုငုံကြည့်လိုက်တော့ရင်ပြန်ကြီးရဲ့အေယာမအောက်ဆီဂျင်ပေးဝေတဲ့စနစ်ကြီးကိုသတိထားမိသွားတယ်။သူမပစိန်တလက်ကိုကောက်ကင်ပြီးပိုက်တစ်ခုကိုခုတ်ဖြတ်လိုက်ပါတယ်။အောက်ဆီဂျင်စီးဆင်းမှုရပ်တန့်သွားတာနဲ့တပြိုင်နက်အခွန်တွေထဲကဂျိုသားတွေနာကျင်စွာနဲ့လူးလိမ့်လာကြပါတယ်။အဲ့ဒီပိုက်နဲ့ချိတ်ဆက်ထားတဲ့အခွန်တွေအားလုံးမှောင်ကျသွားပါတော့တယ်။အမကတခုတည်းသောအားနည်းချက်ကိုရှာတွေ့သွားခဲ့ပါပြီ။သူတို့၃ယောက်ချက်ချင်းပဲလမ်းခွဲလိုက်ကြတယ်။ရင်ပြန်ကြီးတစ်ခွင်ကအောက်ဆီဂျင်ပိုက်တွေကိုစတင်ခုတ်ဖြတ်ကြပါတော့တယ်။ပိုက်တွေတစ်ခုပြီးတစ်ခုပြတ်တောက်သွားခဲ့တယ်။ပုံများပြတဲ့အခွန်တွေမှောင်ကျသွားခဲ့ပါတယ်။မကြခင်မှာပဲနောက်ဆုံးကြံတဲ့ပင်မပိုက်လိုင်းတစ်ခုပဲကြံပါတော့တယ်။အမလည်းဖြက်စီးပစ်ဖို့အတွက်အမြန်ပြေးသွားခဲ့တယ်။ဒါပေမဲ့ရုတ်တရက်တစ်ခုခုလွဲချော်သွားခဲ့ပါတယ်။သူမကအဖော်ဖြစ်သူကိုပစိန်လန်းပစ်ပေးဖို့အော်ပြောလိုက်ပါတယ်။ညီဆွဲအားကြောင့်သူမစီပြုတ်ကျလာတဲ့ပစိန်ကိုအမအချိန်မီဖမ်းမိလိုက်ပါတယ်။တာဝန်ကိုအဆုံးသတ်ဖို့အတွက်သူမပစိန်ကိုမြှောက်လိုက်ပါတယ်။ဒါပေမဲ့သူမခုတ်ချလိုက်မဲ့အချိန်မှာပဲရုတ်တရက်ရပ်တန့်သွားခဲ့တယ်။သူမလှည့်ပြီးဘေးနားကအခွန်ကိုကြည့်လိုက်ပါတယ်။အဲ့ဒီအထဲမှာအိပ်ပျော်နေတဲ့ဂျိုသားလေးတွေကကလေးငယ်တွေဖြစ်နေခဲ့ပါတယ်။အမဘာလို့ရက်သွားလဲဆိုတာဂျက်နားမလည်နိုင်ဖြစ်သွားတယ်။သူတနက်ကိုချိန်ပြီးပြစ်ဖို့အသင့်ပြင်လိုက်ပါတယ်။ဒါပေမဲ့သူ့ဖော်ကသူ့ကိုတားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့၃ယောက်လုံးတိတ်ဆိတ်သွားခဲ့ကြတယ်။အချိန်မဆက်ကသူ့ညကိုရောက်သွားပါပြီ။နောက်ဆုံးကြံနေတဲ့အခွန်လေးကဖြည်းဖြည်းချင်းပွင့်လာခဲ့တယ်။ဂျိုသားကလေးငယ်လေးတွေတယောက်ပြီးတယောက်ရိုင်းနဲ့ထွက်လာကြပါတယ်။သူတို့လေးတွေကြောက်နဲ့တကြားနဲ့ပူးကပ်နေကြတယ်။သူတို့ရဲ့မျက်လုံးတွေထဲမှာအကြောက်တရားတွေနဲ့ဇဝေဇဝါဖြစ်မှုတွေပြည့်နှက်နေပါတယ်။လက်နက်ကင်ထားတဲ့လူသား၃ယောက်ရဲ့ရှေ့မှာသူတို့ပြန်လည်ခုခံနိုင်စွမ်းလုံးဝမရှိပါဘူး။လူသားတွေကကဘာပြက်မဲ့ရေးကိုတားဆီးဖို့ဒီကိုရောက်လာခဲ့ကြတာပါ။ဒါပေမဲ့အခုတော့သူတို့ဟာကြောက်လန့်နေတဲ့ကလေးငယ်လေးတွေကိုရင်ဆိုင်နေရပါပြီ။ဘလို့ရွေးချယ်မှုမျိုးလုပ်ရမလဲဆိုတာသူတို့တွေကဘယ်သူမှမသိကြတော့ပါဘူး။နောက်ဆုံးမှာတော့ဘသူကမှတနက်မောင်းခလုတ်ကိုမဆွဲခဲ့ကြပါဘူး။သူတို့တနက်တွေကိုတိတ်ဆိတ်စွာနဲ့ပဲအောက်ချလိုက်ကြပါတော့တယ်။